အစွဲမစုံသေးတဲ့ချင်းသစ်ပြာနဲ့နှစ်ပွဲဆက်အမွေးချွတ်ခံရတဲ့ကြိုးကြနေမင်္ဂလာပါ Smart in Football Area ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ညအရှင်ပြိုင်ကစားမဲ့ Chelsea အသင်းနဲ့ Liverpool တို့ရဲ့ပွဲကြိုသုံးသက်ချက်များကိုကျွန်တော်တူးရဲ့အမြင်ဖြင့်တင်ဆက်လိုက်ပါရစေပထမဆုံးအနေနဲ့ Chelsea နီးပြ Enzo Maresca နဲ့ Liverpool နီးပြ Arne Slot တို့ရဲ့ပွဲထွက်လာနိုင်ရရှိတဲ့ကစားသမားအခင်းချင်းကိုတစ်ချက်ကြည့်အောင်အင်ရှင် Chelsea အနေနဲ့ကတော့ဒီကနေ့ပွဲမှာကစားသမားတော်တော်များများပါဝင်လာနိုင်မှာမဟုတ်ပါဘူး Chelsea တို့ရဲ့အဓိကအားထားရတဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ Cole Palmer ကလည်းဒဏ်ရာပြဿနာကြောင့်ယနေ့ပွဲကိုလွှဲချော်မှာပါခံစစ်ကစားသမားတွေဖြစ်တဲ့ Cowell, Tosin, Mofana တို့ကလည်းဒဏ်ရာပြဿနာတွေကြောင့်ယနေ့ပွဲကိုလွှဲချော်မှာပါဒီနေ့ရာသီမှာအသစ်ခေါ်လာတဲ့တိုက်စစ်ကစားသမားဒီလက်ကလည်းပါဝင်လာနိုင်ဖို့မရှိပါဘူးဒါကြောင့်မို့ Chelsea အသင်းအနေနဲ့ဒဏ်ရာကစားသမားတွေပွဲပဲ့ပြစ်ဒဏ်ခံရတဲ့ကစားသမားတွေကအတော့အများနေပါတယ်ဒါကြောင့် Chelsea နီးပြ Enzo Maresca အနေနဲ့ Liverpool လိုအသင်းမျိုးနဲ့ရင်ဆိုင်ဖို့မရှိတာတော့အကောင်းဆုံးဖြစ်အောင်ပွဲထုတ်လာနိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဂိုးသမားနေရာမှာတော့ Sanchez ရှိမယ်နောက်တန်းနေရာမှာဆိုရင်တော့ရွေးချယ်စရာတွေကများများဆဆတော့မရှိဘူးခင်ဗျ Rejane ပါဝင်လာနိုင်တယ်ပြီးရင်တော့ Achinbon Bangladeshi တို့ကတော့ Central Back အနေနဲ့ပဲပါဝင်လာနိုင်ဖို့များပါတယ်ပြီးရင်တော့ Cucurella ရှိမယ်ကွင်းလယ်မှာကတော့ Enzo Fernandez တိုက်စီတို့နဲ့ Tanro မှာတော့ Estepon ဒါမှမဟုတ်လူငယ်ကစားသမားဖြစ်တဲ့ Ona Sofero လိုကစားသမားတွေဖြစ်လာနိုင်ပါတယ်တောင်မတိုက်စစ်မှာတော့ Neto ခုနပြောတဲ့ Estepon တို့သုံးမလားဒါမှမဟုတ် Garnacho တို့ရှိပါမယ်တိုက်စစ်မှာတော့ Joao Pedro တယောက်ပဲရှိပါမယ်အဝေးကွင်းကိုလာရောက်ကစားမဲ့ Liverpool အသင်းကိုကြည့်မယ်ဆိုရင်တော့လူစင်းဟာ Chelsea အသင်းထက်တာလွန်နေတာကိုတော့တွေ့ရပါတယ်ကိုသမား Alisson Becker ဒဏ်ရာပြဿနာကြောင့်ပွဲလွဲချွန်နိုင်ခွင့်ရှိနေပေမဲ့လည်းကိုသမားMama Delivery အကောင်းဆုံးလှုပ်ဆောင်နိုင်မယ်လို့တော့မျှော်လင့်ပါတယ်နောက်တန်းမှာတော့ထုံစံတိုင်း Kaka Bandai ကိုနာတီနဲ့ Rabbit နေရာကတော့ကစားသမားတွေ3ယောက်လောက်ရှိနေပါတယ်ကိုနံပါတ်ကလေး3မလား Frimpong 3မလားဒါမှမဟုတ်အရင်ပွဲတွေလို Super Slime ကိုပွဲထွက်လာမလားဆိုတော့ဒီပြ Arne Slot ရဲ့ Lucien အခင်းချင်းပေါ်ပဲမူတည်ပါတယ်ကွန်လေကစားသမားနေရာတွေကတော့ Liverpool အသင်းနေနဲ့ဒဏ်ရာကစားသမားမရှိတဲ့အတွက်တော်တော်လေးကိုကောင်းမွန်တယ်လို့ပြောပါမယ် Super Slime ရှိမယ် McAllister Gravy Florian Wirtz စားတဲ့ကစားသမားကောင်းတွေကိုပိုင်ဆိုင်ထားတဲ့အတွက်ဒီက Arne Slot အနေနဲ့ဘယ်လိုတွေခင်းကျင်းလာမလဲဆိုတော့စိတ်ဝင်စားစရာကောင်းပါတယ်အရင်ပွဲတွေလို Florian Wirtz ကိုတုံးမလားဒီနေရာမှာပြောချင်တာကတော့ Florian Wirtz အနေနဲ့ Premier League 6ပွဲကစားထားပြီးတော့မှသူ့စီကနေပြီးတော့ဂိုးဖန်တီးမှုတွေဂိုးသွင်းမှုတွေကိုမမြင်ရသေးတဲ့အတွက်ပရိသတ်တွေရဲ့ဝေဖန်မှုတွေလည်းတော်တော်လေးကိုခံနေရပါတယ်ဒါကြောင့်မလို့ဒီ Chelsea နဲ့ပွဲမှာသာပွဲထွက်လာရင်တော့သူ့အနေနဲ့ကတော့တခုလုံးပြနိုင်မှာကိုအဆင်ပြေမှာပါဒါပေမဲ့လည်းကျွန်တော်အမြင်ရတော့နီးပြ Arne Slot အနေနဲ့ Florian Wirtz ကိုပွဲထွက်လူစင်းမှာချန်လက်ထားဖို့တော့များတယ်ခင်ဗျအရင်ရာဒီလိုပဲ Soboslai McAllister နဲ့ Gravy တို့ပွဲထွက်လာနိုင်မှုတော့များပါတယ်တိုက်စစ်ပိုင်းမှာဆိုရင်လည်းဘယ်တောင်မှာ Cody Gakpo ညတော့ဘက်မှာ Mohamed Salah တို့နဲ့ပွဲထွက်လာနိုင်ပါတယ်တိုက်စစ်များပိုင်းမှာဆိုရင်တော့ Ekitike အရင်ပွဲမှာဒဏ်ရာနဲ့ငယ်ရရှိခဲ့တာတွေ့တဲ့အတွက်ဒီနေ့ပွဲမှာပွဲထွက်လာနိုင်မယ်လို့တော့မထင်ဘူးခင်ဗျ Alexander Isak ပဲပါဝင်လာနိုင်မှုများပါတယ်ဒါကြောင့်မို့အသင်းရဲ့လူစင်းကိုခြုံငုံကြည့်လိုက်ရင်တော့ Chelsea အသင်းထက်ဧည့်သည် Liverpool အသင်းရဲ့လူဝင်အားပို့ပြီးတော့တောင့်တင်းနေတာဆိုတော့ကျွန်တော်တို့ညင်းလို့မရပါဘူးဒါပေမဲ့လည်းလူစင်းဆိုတာကတော့ဆောက်ရပေါ်ကအချက်လက်တစ်ခုပါပဲတကယ်ကန်ကြပြီဆိုရင်နီးပြနှစ်ဦးရဲ့လူထုတ်ပုံတွေလူစားလဲမှုတွေကအခရာကျပါတယ်ဒီနေရာမှာတစ်ခုပြောချင်တာကတော့ Chelsea အသင်းအနေနဲ့အရင်ပွဲတွေမှာကစားတဲ့ပုံစံအရဆို wide area တွေမှာတော်တော်လေးအားနေတာကိုကျွန်တော်တို့တွေ့ရပါတယ် ဒါကြောင့်မို့ Chelsea အသင်းအနေနဲ့ Chelsea အသင်းရဲ့လူစင်းကိုခြုံငုံကြည့်လိုက်ရင်တော့ Chelsea အသင်းထက်ဧည့်သည် Liverpool အသင်းရဲ့လူဝင်အားပို့ပြီးတော့တောင့်တင်းနေတာဆိုတော့ကျွန်တော်တို့ညင်းလို့မရပါဘူးဒါပေမဲ့လည်းလူစင်းဆိုတာကတော့ဆောက်ရပေါ်ကအချက်လက်တစ်ခုပါပဲတကယ်ကန်ကြပြီဆိုရင်နီးပြနှစ်ဦးရဲ့လူထုတ်ပုံတွေလူစားလဲမှုတွေကအခရာကျပါတယ်ဒီနေရာမှာတစ်ခုပြောချင်တာကတော့ Chelsea အသင်းအနေနဲ့အရင်ပွဲတွေမှာကစားတဲ့ပုံစံအရဆို wide area တွေမှာတော်တော်လေးအားနေတာကိုကျွန်တော်တို့တွေ့ရပါတယ်
ဒီအချက်ကိုညီပြအန်ဇိုမာရက်စ်ကအနေနဲ့ပြုပြင်နိုင်မလားဆိုတာတော့စောင့်ကြည့်ရပါမယ်ကျွန်တော်တို့ဘောလုံးညီကိုတွေအနေနဲ့ကတော့ဒီနှစ်သင်းရဲ့ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့လူစင်းခင်းညိုကိုဘယ်လိုမြင်မလဲcomment ထဲမှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်ဒီနှစ်သင်းစလုံးရဲ့အားနည်းချက်အားသာချက်ကိုကြည့်မယ်ဆိုရင်တော့နှစ်သင်းစလုံးဟာသူ့မတာကိုအားသူ့ပါလိမ့်ပါပဲခန်းစစ်ပိုင်းမှာဆိုရင်လည်းနှစ်သင်းစလုံးဟာကျင်းတဲ့အားရဖို့ကောင်းတဲ့ခန်းစစ်ကိုပိုင်ဆိုင်ထားခြင်းမရှိပါဘူးကိုလည်းမှာတော့သူ့အောင်နဲ့သူအဆင်ပြေနေတယ်ဆိုပေမဲ့လည်းတိုက်စစ်ပိုင်းမှာတော့နှစ်သင်းစလုံးဟာဂိုးတွေတွင်းနိုင်ပါတယ်ဂိုးတွေတွင်းနိုင်မယ်ဆိုရင်လည်းကျင်းတဲ့အားရစရာတော့ရှိမနေပါဘူးထို့ကြောင့်နှစ်သင်းစလုံးကတော့အိတ်ပေါင်းနဲ့ဖားကောက်နေတယ်လို့ပါပဲနှစ်သင်းစလုံးဟာပရီးမီးယားလိ6ပွဲကစားထားရမှာချက်စီးတင်ရဆိုရင်ဖြစ်10ဂိုးသွင်းပြီး10ဂိုးတောင်ပြန်လဲခွင့်ပြုထားရတာပါလီဗာပူးတင်ရလဲ12ဂိုးသွင်းတော့လဲ9ဂိုးပြန်လဲခွင့်ပြုထားတာကိုကြည့်ရင်နှစ်သင်းစလုံးဟာတိုက်စစ်ပိုင်းမှာဂိုးတွေရတော့ပဲလဲခန်းစစ်ပိုင်းဟာတော်တော်လေးအားနည်းတဲ့နေရာကိုတော့တွေ့နေရပါတယ်ဒီနှစ်သင်းရဲ့ပွဲကို business ရတော့၎င်းကြည့်ပျော်ရှုပျော်ရတော့၎င်းစော်ကစားကြမဲ့ညီကိုတွေအနေနဲ့ကတော့လက်ရှိပေါက်ကြီးအရာလဘူဘတ်ဟာတရေနှုတ်40ဆိုတဲ့ဈေးတန်းတစ်ခုပေးထားတွေ့ရပါတယ်ကိုပေါင်းကြီးအနေနဲ့ကလည်း3နှုတ်35ဆိုတော့ဒီကြီးဟာတင်းတင်းတယ်လို့မြင်မိပါတယ်ဘော်ဒီကြီးရတော့လဘူအသင်းဟာလူစင်းအသက်ချက်ရကြောထားရလို့ပဲမြင်မိပါတယ်အရင်ရာဒီအန်ဇိုမာရက်စ်ကရဲ့ Chelsea နဲ့ Arne Slot ရဲ့ Liverpool တို့ရဲ့တွေ့ဆုံမှုအားဆိုရင်လည်းတစ်ဖက်နဲ့တစ်ဖက်တွန်းဂိုးတွေနဲ့တော်တော်လေးကြီးကောင်းခဲ့တဲ့ပွဲစဉ်တွေပါထို့အတွက်ကြောင့်ဒီကနေ့ကစားမဲ့ပွဲစဉ်မှာလည်းနှစ်သင်းစလုံးဟာဂိုးတွေရရှိမယ်လို့တော့မျှော်လင့်ပါတယ်ဒီနေရာမှာတစ်ခုပြောချင်တာကတော့ Liverpool အသင်းဟာ Chelsea ရဲ့အိမ်ဝင် Stamford Bridge မှာကစားခဲ့တဲ့နောက်ဆုံး၄ပွဲမှာအနိုင်ရရှိထားခြင်းမရှိပါဘူး Chelsea အသင်းအနေနဲ့လူဝင်အား Liverpool လောက်မတောင့်တင်းတော့လဲအိမ်ရှင်ပရိသတ်တွေရဲ့အရှိမကစားမှာဖြစ်တဲ့အတွက်စစ်တပ်ပိုင်းဆိုင်ရာကတော့တော်တော်လေးကိုကောင်းမွန်နေမှာအသေးကြပါပဲရာသီအစအသင်းချင်းတင်းရဲ့တွေ့ဆုံမှုဖြစ်တဲ့အတွက်ဒီဘက်တော့ကျွန်တော်အနေနဲ့တစ်ဖက်နဲ့တစ်ဖက်အကျိတ်နဲ့ရှင်းပြိုင်တော့လဲခန်းစစ်အသားပေးကစားမယ်လို့တော့မျှော်လင့်ပါတယ်ထို့အတွက်ကြောင့်3နှုတ်35ဆိုတဲ့ကိုပေါင်းကြီးဟာအောင်မှုတော့ခင်းရင်မယ်လို့တော့ထင်ပါတယ်နှစ်သင်းစလုံးအနေနဲ့ကလည်းတည်င်းနဲ့တည်င်းအနိုင်ရရှိရေးဆိုတာထက်တရေရလက်အတွက်သာကစားဖို့ရှိပါတယ်ဒါကြောင့်မလို့ဘော်ဒီဂျေးရဆိုရင်တော့ချက်စီဘက်ကတော်တော်လေးနေဖို့တင့်တော်ပါတယ်တရေရလက်ကိုဥတီကစားမှာဖြစ်တဲ့အတွက်တည်င်းကိုတည်င်းအနိုင်ရရှိခဲ့ရင်တော့ရလက်တွေကတော်တော်လေးကျင်းမြောင်းပါပါထို့ကြောင့်တရေရလက်ကိုပဲဥတီပြောရမယ်ဆိုရင်ဒီတင်းရလက်ဟာCC11 2112ဆိုတဲ့ရလက်လိုပဲကျွန်တော်ထင်မိတဲ့အတွက်ကိုပေါင်းကြီးရတော့လေးလုံးထိသွားဖို့ကတော်တော်လေးခင်းရင်းနိုင်နေပါမယ်။ဒါကြောင့်မို့ဒီနှစ်သင်းရဲ့ပွဲစဉ်ကို business အရတော့၎င်းအပျော်ရတော့၎င်းကစားမဲ့ညီကိုတွေအနေနဲ့ဒီနှစ်သင်းရဲ့ရလက်ဟာဘယ်လိုမျိုးဖြစ်ပေါ်လာမလဲဆိုတာကိုတော့တစ်ချက်လောက် comment ထဲမှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး။ဒီကနေ့ညစီမံကစားမဲ့Chelsea အသင်းနဲ့ Liverpool အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုတော့ဒီနေရာမှာပဲရန်နာခွင့်ပြုပါနောက်နေ့တွေမှာလည်းဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေပွဲကြိုသုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်တွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက် like and follow လုပ်ခဲ့ဖို့မမေ့ပါနဲ့အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကမ္ဘာမြေကြီးငြိမ်းချမ်းပါစေ